မင်္ဂလာပါရှင်အိမ်မှာတာကူစီးနဲ့အုံတို့ရှိရင်လွယ်လွယ်လေးလှုပ်ရှားလို့ရတဲ့အချိုပွဲလုပ်နည်းလေးတစ်ခုကိုမျှဝေပေးချင်ပါတယ်ရှင်အဓိကလိုအပ်တဲ့ပစ္စည်းတွေကတော့တာကူစီစံချိန်ခွက်နဲ့တစ်ခွက်နိုးစီဘူးနဲ့ဆိုရင်တစ်ဝက်စာရှိပါတယ်အုံနိုး200 ml ရေသန့်1လီတာတစ်ဖူးတကြားထမင်းစားစွန်းနဲ့3စွန်းစားအနှဲငယ်လိုအပ်ပါတယ်ဒါလေးကတော့အစိမ်းရောင်အမှုတ်ထုတ်လေးနဲ့ရိုးရဂျယ်လီအတုံးအသေးလေးတွေပါဂျယ်လီလေးတွေကိုသူ့အိတ်ထဲမှာပါတဲ့တာရှည်ခံအရည်တွေကိုစစ်ထုတ်လိုက်ပြီးတော့အနံ့ပြောက်သွားအောင်လို့ရေနဲ့3လေးထပ်လောက်ပြန်ပြီးတော့ဆေးပေးလိုက်ပါမယ်ဒါကတော့မဖြစ်မနေလိုအပ်တဲ့ပစ္စည်းတွေမဟုတ်ပါဘူးအိမ်မှာအရှိနေလို့ထည့်ပြီးတော့သုံးထားတာပါမရှိရင်မထည့်လို့လည်းရပါတယ်ရှင်ဒီအစိမ်းရောင်မှုတ်လေးနည်းနည်းကိုရေလေးနည်းနည်းထည့်ပြီးတော့ဖြောထားပေးလိုက်ပါမယ်ရှင်အိုးထဲကိုအုံတို့200 ml ထည့်ပါမယ်ရှင်ပြီးရင်ရေသန့်400 ml နဲ့ရောပြီးတော့ကြိုပေးပါမယ်ကိုကအုံတို့ရေကိုဖြစ်လေးကြိုက်တယ်ဆိုရင်ရေကိုတစ်ဝက်လောက်လျှော့ပြီးတော့ထည့်ပေးပါအချိုရတာအတွက်တကြားထမင်းစားစွန်းနဲ့3စွန်းထည့်ပါမယ်ရှင်စားလေးအနည်းငယ်ထည့်ပေးပါမယ်အခုလိုမျိုးပွက်ပွက်လေးဆူလာပြီဆိုရင်တော့ပကံလေးထဲလှဲထည့်ထားပေးလိုက်ပါမယ်ရှင်တာကူကြိုဖို့အတွက်တော့ရေသန့်1လီတာကိုပွက်ပွက်ဆူလာတဲ့အထိတည်ထားပေးပါမယ်ရှင်အခုလိုမျိုးပွက်ပွက်ဆူလာပြီဆိုရင်တာကူစီတွေထည့်လိုက်ပါမယ်ရှင်တာကူစီလေးတွေကိုမီးအားအလဲလက်လောက်နဲ့ကြိုပေးပါမယ်ရှင်အဖုံးလေးအုပ်လိုက်အောက်ကမကတ်အောင်လို့မှွေလိုက်လုပ်ပေးနေရပါမယ်တာကူကိုအစိမ်းရောင်လေးလိုချင်တာမို့လို့ဖုကာလာအစိမ်းရောင်လေးကိုလက်ဖက်စားစွန်းနဲ့2စွန်းစာလောက်ထည့်လိုက်ပါမယ်ရှင်အုံတို့ဖြူဖြူလေးနဲ့တာကူစီစိမ့်စိမ့်လေးလိုချင်လို့အစိမ်းရောင်အမှုတ်လေးထည့်တာဖြစ်ပါတယ်အရသာအတွက်စားလေးအနည်းငယ်ထည့်ပေးပါမယ်တာကူတုံးကိုအချိုလေးစားချင်တယ်ဆိုရင်တကြားလေးပါထည့်လို့ရပါတယ်ကျမတော့တာကူတုံးကိုအစိမ့်လေးပဲစားမှာမို့လို့တကြားမထည့်တာပါဘူးရေတွေအားလုံးခမ်းပြီးတော့တာကူစီလေးတွေမျက်စံပြောက်တလောက်ဖြစ်သွားတဲ့အနေထားရောက်တဲ့အထိကိုမှွေပေးရပါမယ်ဒီလိုမျိုးရေတွေအကုန်လုံးခမ်းသွားပြီးတာကူစီလေးတွေလည်းအခုလိုမျိုးအနေထားရောက်ပြီးဆိုရင်ရပါပြီတကယ်လို့ကိုသုံးထားတဲ့တာကူစီကတအားမာနေတဲ့မျက်စံလည်းမပြောက်သေးဘူးဆိုရင်ရေလေးနည်းနည်းလေးတွေထပ်ထည့်ပေးလို့ရပါတယ်အေးခံမဲ့ခွက်နဲ့ဘန်းကိုစီလေးနည်းနည်းစီတုပ်ပေးထားပါမယ်ရှင်ပြီးတာနဲ့ဒီတာကူစီလေးတွေကိုအေးခံမဲ့ပုံစံကွက်လေးနဲ့ဘန်းလေးတွေကိုလှည့်ထည့်ပေးလိုက်ပါမယ်ရှင်ဒါလေးတွေကိုအခန်းပူချိန်မှာပဲအေးသွားတဲ့အထိအေးခံထားပေးလိုက်ပါမယ်ဒါလေးကတော့3နာရီလောက်အေးခံထားပေးတဲ့အနေထားလေးပါတာကူကိုအတုံးပုံစံလေးတွေဖြစ်အောင်လို့ဇွန်းလေးနဲ့ဖိပြီးတော့ဖြတ်ပေးလိုက်ပါမယ်ဓာတ်နဲ့လှီးလိုက်လို့လည်းရပါတယ်ရှင်တာကူထုံးလေးတွေကိုပွဲပြင်းမဲ့ပကံလေးတွေထည့်ပေးလိုက်ပါမယ်အေးလေးစားကြတာမို့လို့ရေခဲတုံးလေးထပ်ထည့်ပေးပါမယ်ပြီးရင်ရေခဲတက်တာထဲမှာအေးနေအောင်လို့ထည့်ထားတဲ့အုံတို့ရေလေးကိုမှွေပြီးတော့ဆန်ပေးလိုက်ပါမယ်ရှင်ဂျယ်လီဖက်လေးတွေထည့်လိုက်ပါမယ်ရှင်ဒါဆိုရင်တော့ချိုချိုအေးလေးနဲ့အရန်စားလို့ကောင်းတဲ့တာကူတုံးအုံတို့ဆန်အချိုပွဲလေးရသွားပါပြီရှင်အုံတို့ရေဖြူဖြူလေးနဲ့တာကူတုံးစိမ့်စိမ့်လေးတွေနဲ့ဆိုတော့မုံလေးကမြင်တာနဲ့တင်ကိုစားကြင်စရာကောင်းနေပါပြီရှင်ငငယ်တုန်းကဈေးတယ်တွေလာရောက်တဲ့အခါတိုင်းအလူအရက်ဝယ်စားခဲ့ဘူးတဲ့အချိုပွဲလေးကိုအမှတ်တရအိမ်မှာပြန်လှုပ်စားဖြစ်တာဖြစ်ပါတယ်တာကူတုံးလေးကအစိမ့်လေးလှုပ်ထားတာဆိုတော့အုံတို့ရေချူချူလေးနဲ့အခုလိုမျိုးတွဲပြီးတော့စားရတာအရန်ကိုအရသာရှိပါတယ်
အဆုံးထိကြည့်ပေးလို့အထူးပဲကျေးဇူးတင်ပါတယ်အားလုံးပဲကျမ်းမာချမ်းသာပြီးတော့ဘေးရန်ခတ်သိမ်းမှကင်ဝေးကြပါစေရှင်